1939ခုနှစ်မန္တလေးမြို့လယ်မှာလူထောင်ပေါင်းများစွာဆန္ဒပြခဲ့တဲ့နေ့တနက်တန်တွေကြားထဲမှာလူတစ်ယောက်ကရီးစားနဲ့လက်ရှင်သွားကြည့်ဖို့ပဲထွက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးသူ့ဘဝတစ်ခုလုံးပြောင်းသွားတော့မယ်ဆိုတာသူမသိခဲ့ဘူး။သူ့နာမည်ကမောင်ကလေး1939ခုနှစ်ဖေဖော်ဝါရီ10ရက်မန္တလေးမြို့ဟာစောင်းရာသီရဲ့အေးအေးဆုံးကာလထဲမှာရောက်ရှိလို့နေပါတယ်။ဒါပေမဲ့နိုင်ငံရေးအခြေအနေကတော့တင်းမာဆုံးအချိန်ကိုရောက်နေပြီးတော့လွန်ခဲ့တဲ့2ရက်ကပဲမြို့သားကျောင်းကကျောင်းသား3ယောက်ကိုဘာမာရိုင်ဖယ်တပ်ကဖမ်းဆီးသွားခဲ့တယ်။ရန်ကုန်မှာလည်းကျောင်းသားကိုအောင်ကျော်တည်ဆုံမှုကြောင့်တနိုင်ငံလုံးဒေါသပေါက်ကွဲနေကြပြီးတော့မန္တလေးမြို့ထဲမှာဓာတ်ရထားတွေရပ်ထားတယ်။အလုံးယုံတချို့ကိုလည်းပိတ်ထားပြီးတော့ဘူတာယုံတွေလမ်းစုံကြီးတွေမှာစစ်သားတွေကင်းဆောင်နေကြတယ်။မြို့တစ်မြို့လုံးတင်းမာမှုအပြည့်ဒါပေမဲ့ဒီအရာတွေအားလုံးကိုခဏလောက်မေ့ထားခြင်းတဲ့သူတယောက်တော့ရှိတယ်။26ဘီလန်Elphinstone ရုပ်ရှင်ရုံမှာနမကြီးရုပ်ရှင်များနဲ့မောင်ပြနေတယ်။ဒီကားကိုကြည့်ဖို့မောင်ကလေးစိတ်လှုပ်ရှားနေတယ်။သူစပိန်နဲ့ဈေးချိုကနေထွက်လာတယ်။နောက်ကကယ်ရီယာခုံပေါ်မှာတော့သူ့ချစ်သူမြကြီးထိုင်လိုက်လာတယ်။မြကြီးကမောင်ကလေးရဲ့ခါကိုမရေတရေလေးဖတ်ထားတယ်။ဒီနေ့ကသူတို့အတွက်အထူးနေ့မောင်ကလေးကမြကြီးအတွက်ရွှေနဂတ်လုပ်ပေးခဲ့တယ်။နောက်3ရက်ဆိုရင်တရားဝင်တင်နှောင်းမှုပါစီစဉ်ထားပြီးသား။မောင်ကလေးအတွက်နိုင်ငံရေးတွေထက်တပိတ်တွေထက်အစိုးရထက်မြကြီးနဲ့အနာဂတ်ဘဝပိုရေးကြီးလို့နေတယ်။ကိုမောင်ကလေးလူတွေအများကြီးပဲနော်။မောင်ကလေးရှေ့ကိုကြည့်တယ်။မိတ်လူစုကြီးထင်တယ်။ရှေ့မှာလူအုပ်ကြီးတစ်ခုလမ်းအပြည့်ချီတက်လာနေတယ်။ရဟန်းပြိုတွေဥဆောင်ပြီးလူကြီးကကြွေးကြော်တန်တွေအော်နေတယ်။အတန်တွေကလမ်းတစ်လျှောက်တုံဟင်းနေတယ်။မောင်ကလေးစပိန်ကိုရပ်လိုက်တယ်။သူ့မျက်လုံးကရှည်ဆုံးတန်းကိုရောက်သွားတယ်။အဲ့ဒီမှာသူသိတဲ့သူတွေပါနေတယ်။ကိုရင်ဘဝတုန်းကစာဝါလိုက်ဖို့တငယ်ချင်းတွေဥပန်တိတဥဝေပုံကပြီးတော့ဥကေလာတဟိုရှိရကိုရော်တွေကအခုတငယ်ချင်းတွေလေလူအုပ်ကြီးကိုဖြတ်ဖို့မောင်ကလေးစပိန်ကိုအားဆိုင်နေရတယ်။ချွေးတွေထွက်လာတယ်။မြကြီးကလည်းညီးတယ်။ဓာတ်ရှင်အချိန်မမီတော့ဘူးထင်တယ်။နောက်ဆုံးလူကိုဖြတ်ပြီးချိန်မှာတော့ညောင်စလုံးအသက်ရှူမဝတယ်လို့ဖြစ်နေပြီ။ကိုမောင်ကလေးကဘိုင်စကယ်လဲမောင်းတက်တယ်နော်။မောင်ကလေးကပြုံးတယ်။ကိုရင်ဘွားတော်ကစာဖို့သမားတယောက်တင်ပေးတာလေ။နှစ်ယောက်သားစကားပြောရင်လမ်း80ဘက်ကိုကိုယ်ဝင်လာတယ်။ရုတ်တရက်ပြီးတော့မြကြီးတုံလှုပ်သွားတယ်။ကိုမောင်လေး26ဘီလန်ဘက်ကနေလူအော်တန်ငိုတန်ပြေးတန်တွေထွက်လာတယ်။မောင်ကလေးစပိန်ကိုရပ်လိုက်တယ်။စပိန်ကိုလမ်းဘေးထောက်ထားလိုက်တယ်။ပစိုးကိုခတ်တူတူပြင်ဝတ်တယ်။လွယ်အိတ်ထဲကနေဓမြောင်တစ်ချောင်းထုတ်လိုက်တယ်။မြကြီးအံ့ဩသွားတယ်။ကိုမောင်ကလေးဘာလို့ဖို့လဲ။သွားကြည့်မလို့လေ။မသွားနဲ့မြကြီးတယောက်တည်းမနေရဘူး။အဲ့ဒီအချိန်မှာကားတစ်စီးလာရက်တယ်။ပလိတ်ကားပေါ်ကနေဦးလူတုတ်ဆင်းလာတယ်။နောက်မှာပလိတ်3ယောက်တနက်ကင်ထားကြတယ်။ဟေးလက်ထဲမှာလည်းဓာတ်နဲ့မင်းကဘယ်အဖွဲ့ရလဲ။ဘယ်အဖွဲ့မှမဟုတ်ရီးစားတဲ့နဲ့တက်ရှင်လာကြည့်ရ။ဒါဆိုဓာတ်ကပါလေ။အကောင်ဖမ်းလိုက်ဦးလူတုတ်ကတနက်တင်တဲ့ခေါင်းကိုရိုက်ချလိုက်တယ်။မောင်ကလေးလက်နဲ့ကာလိုက်တယ်။ချက်ချင်းပဲလက်ကောက်ဝတ်ကိုလှဲ့ချိုးလိုက်တယ်။ဦးလူတုတ်လက်ကျိုးသွားတယ်။တနက်လဲလွတ်ကျသွားတယ်။ပလိတ်တွေအံ့ဩသွားတယ်။နောက်ကနေကြည်တန်းတွေထက်ကြရတယ်။ပလိတ်တွေကားနောက်ဝင်ပုံးကြတယ်။မောင်ကလေးအခွင့်အရေးယူပြီးတော့စပိန်ကိုအားကုန်နင်းပြီးတယ်။ကြည်တန်းတွေနောက်မှာကျန်ခဲ့တယ်။မန္တလေးမြို့လမ်းတွေထဲနှစ်ယောက်သားအသက်လူပြေးနေကြတယ်။အဲ့ဒီညမြကြီးအဖျားတက်သွားတယ်။မောင်ကလေးကသူ့ဘေးမှာထိုင်ပြီးဆေးဖော်ပေးနေတယ်။အဲ့ဒီချိန်မှာအင်းရှိကိုရထားလုံးတစ်စီးရောက်လာတယ်။ဝင်လာသူကစီဘတော်ကိုဆရာကတော့နာမည်ထက်ကြီးပြန်ပြီ။ဘာဖြစ်လို့လဲ။ဒီနေ့လမ်း80မှာပလိတ်ကိုတီးထည့်လိုက်တဲ့စိတ်နှမြောင်ဆိုပြီးတစ်မျိုးလုံးပြောနေကြပြီ။ဒုက္ခပါပဲ။ဒီနေ့တည်တဲ့သူ18ယောက်တော့နော်။ဘယ်သူတွေပါသွားသေးလဲ။ဦးကေလာတာပါသွားတယ်။အခန်းထဲတိတ်ဆိတ်သွားတယ်။မောင်ကလေးရဲ့စိတ်ထဲမှာတငယ်ချင်းမျက်နှာပြန်ပေါ်လာတယ်။မနေ့ကတွေ့ခဲ့တဲ့သူဟာအခုမရှိတော့ဘူး။ခမရလိုတိုင်းတက်တဲ့သူလူငယ်တွေကိုတင်မေးတင်တယ်နော်။စိတ်နှမြောင်တိုင်းတင်တယ်ဆိုရင်လူတွေအများကြီးလာကြမှာ။ပတ်စံလိုက်ရမယ်။ဒီကလေးတွေလည်းကိုကာကွယ်တတ်မယ်။ခမရမှာအဲ့လောက်တောင်မျိုးချစ်စိတ်မရှိဘူးလား။မောင်ကလေးကဖြည်းဖြည်းချင်းပြန်ပြောတယ်။ကျုံမှာများတာဆိုမြကြီးကိုချစ်တဲ့စိတ်ပဲရှိတယ်။ဒါပေမဲ့
အဲ့ဒီနေ့ကတခုခုပြောင်းလဲသွားပြီနောက်တစ်နေ့အိမ်တော်ရာဖျားဝန်းရှိအသက်16နှစ်ခန့်လူငယ်တို့ကိုဂရုံးပြောင်ပြောင်လူနှစ်ဦးကအတင်းဖမ်းချုပ်နေတာကိုတွေ့ရတယ်လူငယ်ကအော်ဟစ်ရုန်းကန်နေတယ်အနောက်မှာလည်းရဟန်တစ်ပါးလက်ထဲမှာလည်းတင်တုံးတာမောင်ကလေးကနောက်ကယ်ရီယာခုံမှာခုံဆင်းပြီးတော့ဘာဖြစ်နေကြတာတော့ဗျအများနဲ့တယောက်အတင်းအဓမ္မဖြစ်နေကြတယ်ထိုအချိန်တွင်ရဟန်းပြိုကဘာဖြစ်ရမှာလဲတကားဒီဘိုကေကိုကရုံးရိပ်ပြစ်မလို့ပေါ့လူငယ်ကကန်ကြောက်ရုန်းကန်နေတယ်ဒါပေမဲ့သူ့ထက်တန်မာတဲ့လူကြီးနှစ်ဦးကဖမ်းချုပ်ထားတဲ့အတွက်ကြောင့်မလို့အချီးနှီးပဲဖြစ်နေတယ်သူမေးချင်တာကိုမေးကြပါနဲ့ဗျဘယ်နဲ့ဇွတ်လုံးနေကြပါလားဘလို့ဖြစ်တာတော့ဒီမဲ့တကားကျုပ်တို့ကအင်္ဂလိပ်အားပေးဘိုကေတွေကိုဝန်တာနုစပင်ဖြစ်အောင်ကရုံးလိုက်တုံးပေးနေတာဒီအင်္ဂလိပ်တွေကြောင့်ကျုပ်တို့လူတွေမနေ့ကအသက်ပေးခဲ့ပြီးပြီဒီတော့တပိတ်ဦးဆောင်အဖွဲ့အမိန့်နဲ့တဲ့ရထားတွေကိုဘယ်သူမှမရှိဘူးဆုံးဖြတ်လိုက်ပြီနောက်ပြီးအင်္ဂလိပ်တွေရဲ့စပင်ပုံစံဖြစ်တဲ့ဘိုကေကိုလည်းဘယ်ပမာမှမထားရအောင်အိမ်တော်ရောင်ဝန်းထဲမှာလည်းဘိုကေမှန်သမျှအကုန်ကရုံးရိပ်ပြစ်နေတာမဟုတ်သေးပါဘူးဦးစင်ရဲ့ဝန်တာနုနဲ့ဘိုကေကဘာမှမဆိုင်ပါဘူးဒီလူငယ်ဘိုကေကိုကရုံးရိပ်လိုက်လို့လည်းအင်္ဂလိပ်အစိုးရဘယ်နဲ့မှနေမှာမဟုတ်ဘူးဘိုကေတကောင်းရဖို့ဘလောက်မွေးထားရတယ်ဆိုတာတပည့်တော်အတီးဆုံးပါမလုပ်ကြပါနဲ့ဗျနေပါအောင်မလုပ်နဲ့လို့ပြောရအောင်ဘာမို့လို့လဲဒီမဲ့ဦးစင်တပည့်တော်လည်းမနေ့တနေ့ကမှရဟန်းဝတ်ကထွက်လာတာပါချမ်းသာရအကြောင်းကစိတ်တမြောင်ဥပညာဆိုတာတပည့်တော်ပဲတပည့်တော်နိုင်ငံရေးတိတ်နားမလဲပါဘူးဒါပေမဲ့ဥပစင်းတို့အခုလိုဗမာဝန်တာနုអော်ပြီးသူများစပင်ကိုအတင်းလိုက်ဖြတ်နေတာနီးလန်းမမှန်ဘူးလို့တပည့်တော်ကတော့ထင်တယ်တပည့်တော်ဒီတိုင်းရက်ကြည့်နေမှာမဟုတ်ဘူးဖေ။စိန်တမြောင်ဆိုသည့်အတန်ကြားသည်နှင့်လူနှစ်ဦးနောက်သို့ရွှွန့်သွားကြသည်ရဟန်းပြိုကလည်းလက်ထဲမှတင်တုံးသားကိုပြန်သိမ်းလိုက်သည်လာတကားတို့အထဲပြန်ဝင်ကြမယ်ဒီတကောင်တော့ရှိပါစေတော့အသားညွညွမျက်ခုံးထူထူပိန်ပိန်ပပဖြင့်လူငယ်ကမြေကြီးမှလူလဲထားကမောင်ကလေးတို့ကိုကျေးဇူးတင်ဟန်ဖြင့်ကြည့်သည်ကဲကိုဘတော့ကျုပ်လည်းအထဲမဝင်ချင်တော့ခမရလဲဘိုးကေအဆုံးမခံနိုင်ဘူးမဟုတ်လားပြန်ကြမယ်တိုင်းတင်မဲ့ကိစ္စလဲတင်ကျင်တဲ့သူလာတင်ပါစေတော့ဗျာစီပတော်ကသူ့ကောင်းမဘိုးကေလေးကိုစမ်းကြည့်လိုက်သည်စမ်းမနေနဲ့ကိုလူကျုပ်ကမကြခင်မင်္ဂလာဆောင်တော့မှာမင်္ဂလာဆောင်မှာခေါင်းပြောင်နေတော့မနေကြဘူးအသက်28နှစ်အထိကရုံးနေနေပြီဘက်နဲ့အခုဘိုးကေလေးစရကမှာပဲဝန်တာနုဆိုပြီးကရုံးတုံးရမယ်ဆိုတဲမနေဘူးဗျလာတော်နေကြနောက်ထပ်လူတွေထပ်ထွက်လာရင်ကျုပ်လည်းဖျဲမချောင်းနိုင်တော့ပြန်ကြမယ်ဟိုကောင်လေးမင်းလည်းကရုံးမဖြစ်ချင်မြန်သွားတော့လူငယ်လည်းလှက်ခနဲပြည့်ထွက်သွား၏စီပတော်နေမောင်ကလေးလည်းစပိန်ပြင်လာရလန်းကိုပြန်လဲဥတီလိုက်တော့သည်အိမ်တော်ရာဖျားဝန်းအတွင်းတွေကလာသမျှဘိုကေကိုဝိုင်းချုပ်ကန်ကကရုံးရိပ်ပေးခြင်းဖြင့်စူညံနေတော့သည်ဈေးကြုံနေမန္တလေးတရက်လုံးမှာဘိုကေမင်းသားအတော်များများမှာအိမ်တော်ရာထွက်ဝန်သားနုကရုံးများဘဝရောက်ရရှာလေတော့သည်စိန်နှမြောင်မောင်ကလေးစီပတော်နှင့်ကံကောင်းသူလူငယ်တို့သာအိမ်တော်ရာကရုံးအရေးတော်ပုံကြီးမှမမြောက်ခဲ့ပြီသည်ဒါပေမဲ့စိန်နှမြောင်မတည်သေးတာသူ့ဘဝအကြီးမားဆုံးဒုက္ခအခုမှစတော့မယ်ဆိုတာ